Hello hi CCF Foodies တဲ့ပါဝင်ပစ္စည်းလေး9မျိုးတည်းနဲ့ CCF ဒီနေ့မန္တလေးထိုးမုံလေးကိုထိုးမှာဖြစ်ပါတယ်အတူတူလိုက်ကြည့်လိုက်နော်ထိုးမုံထိုးရတာလွယ်တယ်မလိုင်ရအောင်လုပ်ရတာတော်တော်ကိုမှအချိန်ကြာပါတယ်ဒါတော့ CC မလိုင်ဖော်ဆောင်နေတာပါရှင်နွားနို့လေးကိုကြိုပြီးတော့မှာပေါ့နော်မလိုင်ဖက်အကြီးကြီးရအောင်စိတ်ရှည်ရှည်နဲ့မလိုင်ရအောင်ကြိုပါတယ်အုံးကြော်ထိုးမုံဆိုရင်တော့လွယ်တယ်ရှင်သိလားကိုကလည်းမလိုင်ထိုးမုံစားချင်တာဆိုတော့လေကဲပထမဦးဆုံးကောက်ညင်းမှုံလေးကိုစီစီရဲ့6ခွက်ထည့်ပါတယ်ရေကိုလည်းဇာတူ6ခွက်ပေါ့နော်ဒါပေမဲ့စီစီကနွားနို့အကြံလေးထည့်မှာဆိုတော့ရေ9ခွက်ပဲထည့်တယ်စီစားတကြားထည့်ပါတယ်စီကတော့ပဲစီလေးကိုသုံးပေးပါရှင်ထိုးမုံရဲ့အသက်ကပဲစီနဲ့ပါပြီးတော့မလိုင်လှုပ်ထားတဲ့နွားနို့လက်ကြံလေးတွေကိုစောစောကတော့ကကောင်းမြင့်မှုံရီဖြောထားတာလေးထည့်ပြီးတော့စပြီးထိုးပါပြီရှင်ထိုးမုံဆိုတဲ့အတိုင်းလေးစပြီးတော့မီးဖို့ကိုမီးပေးပြီဆိုတာနဲ့မနာတန်းထိုးပြီးတော့ပေါ့နော်ပြီးရင်ထိုးရင်းနဲ့ထောပတ်စီလေးထည့်လိုက်ပဲစီလေးဆက်ထည့်လိုက်နဲ့မနာတန်းထည့်ပြီးတော့ထိုးရပါတယ်ဒီလိုအနေထားလေးမှာတော့စပီတီ6ကလေးထည့်ပါရရှင်ထိုးနေရင်လည်းဈေးကြိုကမန္တလေးထိုးမုံတန်းလေးအနံလေးထွက်လာတယ်ပေါ့နော်ထိုးရင်းနဲ့တော့မှအရန်ကိုတတိယသွားပါတယ်အလကားအမီနိုင်စားခဲ့တဲ့အချိန်လေးစီတီးလိုက်တာတခုကဒီမန္တလေးထိုးမုံထိုးတဲ့အချိန်မှာပဲစီသုံးပေးတာသူ့ရဲ့အသက်ငါ့အိပေါက်တွေထဲတော့မှာပဲထိုးမုံကအတန်ထွက်တာနော်ဘရတ်ဆိုတကယ်တော့လေစီစီဒီထက်နာနာလေးထိုးရအောင်ပါဒါကတော့စီစီထိုးမုံအိပ်ပန်းအေးခံမဲ့မှာထောပတ်စီလေးတုပ်ပြီးတော့မှထိုးမုံလေးကိုထည့်မျက်နှာပြင်ညီအောင်ညှိပြီးအေးခံလိုက်ပါတယ်ရှင်ပြီးရင်တော့လိုင်ဖတ်တွေကိုအဲ့ပေါ်မှာကတ်လိုက်ပါတယ်ရှင်စီစီပြောပြမယ်ပြီးရင်လေသိလားအနောင်နားလေးမှာစီစီပြောပြအောင်မယ်တစ်ချက်အခုဒါလေးကိုကြည့်ထားနော်စီစီရဲ့ထိုးမုံကဘာတွေလို့အပ်သွားလဲဆိုတာပေါ့နော်ဒါတော့အပေါ်ကနေကိုဖြူးကျင်တဲ့ဥစ္စာအဲ့မှာစီစီတီဟိုစီးတောင်မဖြူးလိုက်ရဘူးပေါ့နော်တီဟိုစီးကိုတော့စီစီပါဝင်ပစ္စည်းထဲမှာထည့်ထားပေမဲ့တီဟိုစီးကိုမထည့်လိုက်ရဘူးစားတဲ့လူသွားနာမှာဆိုလို့ပေါ့နော်အဲ့နဲ့စီစီအရသာပိုင်းရောအနှံပိုင်းရောကတော့လုံးဝ perfect ပဲလုံးဝထိုးမုံတန်းကိုတော့ရောက်သွားတယ်လို့ခံစားရပေမဲ့ texture ဘိုင်းမှာကြည့်တော်တော်လေးပျော့နေတာပေါ့နော်အဲ့ဒါနဲ့ CCRCC အမတွေချေရတဲ့အမတွေကိုလက်ဆောင်လေးတွေသွားပေးတယ်ထိုးမုံလေးတွေအဲ့ခါမှာအမတွေကဘာပြောလဲဆိုတော့အမတယောက်ကပြောပြတာပေါ့နော်ဒီထက်ထိုးဖို့လိုသေးတယ်တဲ့ဟုတ်မှာစီစီဥစ္စာလေးနည်းနည်းပျော့နေသိလားရေကြံသေးတဲ့သဘောပေါ့နော်ဒီထက်မထုတ်ကလေးဖြစ်အောင်ဒါပေမဲ့ဒီအနေထားတော်စီစီနောက်ရက်မှလေလက်မောင်းကိုလေဆေးလိမ့်ရတယ်သိလားထိုးမုံထိုးပြီးနောက်ရက်လေဟာထိုးမုံကတော်တော်မလွယ်တာနော်တန်မိုးထားပြီးတော့မှစားပေးရမယ်အစားစားထဲမှာပါတယ်လှုပ်အားတော်တော်ကိုလက်တောင်ဆေးလိမ့်ပြီးထိုးရတယ်ဒါတောင်ထိုးဖို့ရန်ဒါစီစီရဲ့ထိုးမုံကလေ texture လိုသေးတယ်တော်ပျော့သွားတယ်အဲ့မှာပုံထဲမှာကြည့်ပေါ့နော်အရသာရောအနံ့ရောအဆင်ပြေပေမဲ့နည်းနည်းလေးအလွမ်းပြေပေမဲ့100%ကတော့အလွမ်းမပြေလိုက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့နည်းနည်းပျော့သွားတယ်ရှင်နည်းနည်းတော့မဟုတ်ဘူးတော်ပျော့သွားတယ်ဒါတော့သွားပို့ဖို့ ready ပါရှင်စီစီရဲ့ love language ကကိုချီရတဲ့လူတွေကိုကိုစားသလိုမျိုးလိုက်စားစေချင်တာပါအဆုံးထိကြည့်ပေးရဲ့ CCF Foodies Day love you